လာရှုမြို့ခရိုင်တရားရုံးတွင်မူရစ်စေဝါလက်ဝဲထားရှိမှုဖြင့်ဖမ်းဆီးခံရသူကိုအပိသက်လွတ်မင့်ချခဲ့သောဒုခရိုင်တရားသူကြီးခိုင်စောအောင်ရာထူးမှထုတ်ပယ်ခံရတယ်မလ20လက်ချမ်ပီယံလာရှုမြို့ခရိုင်တရားရုံးတွင်မူရစ်စေဝါလက်ဝဲထားရှိမှုဖြင့်ဖမ်းဆီးခံရသူကိုအပိသက်လွတ်မင့်ချခဲ့သောဒုခရိုင်တရားသူကြီးခိုင်စောအောင်ရာထူးမှထုတ်ပယ်ခံရကြောင်းတရားရုံးတည်င်းရင်းမြစ်ကရန်ကုန်ခေတ်သစ်တည်င်းဌာနတန်သို့ပြောဆိုသည်လာရှုခရိုင်တရားရုံးဒုခရိုင်တရားသူကြီးခိုင်စောအောင်ကိုတရားသူကြီးသူ၏ကျင်းဝတ်လှုပ်ထုံးလုံးနည်းများနှင့်ကိုက်ညီမှုမရှိသည့်လှုပ်ဆောင်မှုများကြောင့်သက်ဆိုင်ရာပြည်ထောင်စုတရားလွှတ်တော်မှဓာတ်ရိုက်အမိန့်စာထွက်၍တရားသူကြီးရာထူးတာဝန်မှအကီးထုတ်ပယ်အရေးယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်2025ခုနှစ်နိုဝင်ဘာ4ရက်နေ့တွင်လာရှုမြို့ရက်ကွက်9နယ်မြေရှိဒေါ်ထန်ရှမ်းရင်ဆိုသူ၏နေအိမ်ကိုရဲကပ်ဖွဲ့ကဝင်းရောက်ရှာဖွေမှုများပြုလုပ်စဉ်၎င်းခြံဝင်းတွင်မူရစ်ဆေးကြွဆေးပြားအများပြားကိုဖမ်းဆီးရမိခဲ့ကြောင်းထို့ကြောင့်လက်ဝဲဖမ်းဆီးရမိသူအင်ရှင်ဒေါ်ထန်ရှမ်းရင်ကိုလာရှုမြို့မှာရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်ထို့ပြင်ဒေါ်ထန်ရှမ်းရဲ့ဤနေအိမ်တွင်မူရစ်ဆေးကြွဆေးပြားများအပြင်စစ်ဖက်နှက်အရန်8000နှင့်လိုင်စင်မဲ့ကားတစ်စီးကိုလည်းဖမ်းဆီးရမိခဲ့ကြောင်းထို့ကြောင့်ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်10ဖြင့်၎င်းအရေးယူဆောင်ရွက်ခဲ့ပြီးထိုပြစ်မှုကိုထောင်ဒဏ်1လပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်မူရစ်ဆေးဝါးဖမ်းဆီးရမိတဲ့အမှုကိုမူရစ်ပုံမှန်19ကထိတရားစွဲအရေးယူခဲ့ပြီး၎င်းအမှုကိုတပ်တင်များအားလုံးစစ်ဆေးမှုမပြုသေးမီအမှုကိုအပိသက်လွတ်မိန့်ချလိုက်ကတရားခံဒေါ်ထန်ရှမ်းရင်ကို2026ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့၌အမှုမှာအပိသက်လွတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်ဒေါ်ထန်ရှမ်းရင်ရဲ့ခင်ပွန်းကကျပ်ငွေသိန်းပေါင်းထောင်ချီအကုန်ကနေသူ့မိန်းမကိုအမှုကလွတ်အောင်လုပ်နိုင်ခဲ့တာပေါ့သူ့ရဲ့အတိုင်းဝိုင်းမှာကြွားဝါပြောဆိုနေတာတွေလည်းလောက်လာတော့ပြည်သူတွေပိုတိလာပြီးတရင်ကပြန့်ကုန်တာအဲ့ဒီစနဲ့ပတ်သက်ပြီးလာရှိုးမှာတရင်တွေအရန်ပြန့်နေတော့ဖေဖော်ဝါရီလ9ရက်မှာလာရှိုးခရိုင်တရားရုံးရဲ့ဒုခရိုင်တရားသူကြီးဆိုသူခိုင်စောအောင်ကိုတပ်ဆိုင်ရာကအရေးယူလိုက်တယ်ရာထူးတာဝန်ကနေထုတ်ပယ်လိုက်တယ်လို့စာထုတ်ရတဲ့အဆင့်ထိပါဖြစ်သွားတာဟုတရားရုံးတရင်ရင်းမြစ်ကပြောဆိုသည်